အပိုင်းနှစ်ဘေးကင်းချမ်းသာဖို့အစားအစာတန်တန်ကိုရွေးချယ်ကြပါစို့အခန်းတစ်တန်ရှင်းတဲ့စားစာဆိုတာဓာတုပစ္စည်းတွေပိုးမွှားရောဂါတွေကင်းနေတဲ့စားစာမျိုးပါကိုစားမဲ့စားစာတွေဟာဒီလန်အမျိုးမျိုးနဲ့မတတ်မပြတ်ဖြစ်သွားနိုင်ပါတယ်အခန်းနှစ်အစားအစာတွေမတတ်မပြတ်ဖြစ်ရတဲ့အကြောင်းရင်းတွေညုံသိမ်းစေလို့ဘိုးဟန်ရင်ကောင်ကျွတ်စတဲ့သဘာဝစီကနေယောဂဘိုးဝင်သွားလို့စိုက်တဲ့ပြိုးတဲ့နေရာတည်ယူပို့ဆောင်တာနဲ့ပြင်ဆင်ချက်ပြုတ်တာတွေမှာမတန်ရှင်းတာအိုးခွက်ပကံနဲ့သုံးရည်မတန်ရှင်းတာဒါပြင်ရက်လွန်နေတဲ့သမင်းတို့ဟင်းတို့တွေမျိုးပါအခန်းသုံးအိမ်မှာအစားအစာကိုတန်ရှင်းပြအောင်လုပ်တယ်ဒါတော့အစားအစာကိုရင်မနာအောင်အုပ်ဆောင်တဲ့တခြားဖုံးထားပါအစားတောင်းတဲ့အုတ်ခွက်ပကံတွေကိုမကင်ခင်မှာလက်ကိုဆက်ပြာနဲ့တခြားမြဲစေးပါမိဖို့ကြောင့်မှသုံးတဲ့ရာတန်ရှင်းတဲ့ဖြစ်နေပါပြီစားကျွန်းစားကြံတွေကိုစနစ်ကျဆွပြည့်နဲ့ကြွက်ရင်ဘိုးဟတ်တွေမလောင်လို့ပါမိဖို့ကြောင့်ဟာလေးဝင်လေးထွက်ကောင်းပြီး6သစ်တန်ရှင်းနေပါစီအခန်းလေးချက်ပြုတ်ပြင်ဆင်ခြင်းနဲ့တိတ်ဆဲခြင်းချက်ပြုတ်တဲ့အခါမှာလေလက်ဆက်တဲ့အသားငါးတွေရောပဲပါပြီးရင်ရေတက်တက်နဲ့စင်ကြအောင်စေးပါအသားစိမ့်နဲ့ဟင်းသီးရွက်တွေကိုတိတန့်စီခွဲထားပါရောမထားပါနဲ့စားတောက်တွေကိုခန်းပူချိန်မှာအကြိုက်ဒီတိုင်းမထားပါနဲ့2 နာရီထက်ပိုရင်ပိုးမွှားတွေအလွယ်တကူပေါက်ပါနိုင်လို့ပါအခန်းကအပြင်စာနဲ့လမ်းမေးစာတွေစားတာအပြင်စာတွေစားမယ်ဆိုရင်လေဖုံနဲ့အရင်ကောင်မွေအောင်တခြားဖုံးထားဆိုင်တွေပဲရေးချေပါရောင်းတဲ့သူကလက်အိတ်ဒါမှမဟုတ်ဇွန်းလိုမျိုးနဲ့တခြားကိုင်မကိုင်သတိထားကြည့်ပါချက်ပြုတ်ပြီးချက်ချင်းရောက်တဲ့အစားအစာတွေဟာပိုပြီးမေးပြန်ပါပါတန်ရှင်းလက်ဆက်တဲ့စားတောက်ကိုစနစ်တကျပြင်ဆင်စားတောက်တာဝမ်းပြည့်ဝမ်းရှုံးနဲ့တခြားကူးစက်ရောဂါတွေကနေမိသားစုကောင်းပဲပြနိုင်ပါပါကျန်းမာဖို့ဆိုတာတန်ရှင်းတဲ့စားစာနဲ့စားပါတယ်